ကျွန်တော်ဒီမှာပိုင်ဆိုင်မှုဘာတစ်ခုမှမရှိဘူးကိုပိုင်ကားလည်းမရှိချို့တွေပြောကြတယ်ပလိုက်တာလောက်တာဆိုတာဟိုပေါ့နော်ဟိုဘယ်လိုမျိုးပတ်စံရလို့လောက်တာဆိုတော့ no မဟုတ်ပတ်စံရမလို့ကျွန်တော်ဟိုရတယ်တိုက်ဝယ်ကားဝယ်လမ်းသွားရင်ကားကိုပိုင်ကားနဲ့သွားမှာပေါ့အချို့ဆိုရင်ဒါမယ်ဆိုပုတုလာမယ်ဆိုတော့တကယ်ဟိုပါတယ်ဟိုအကားအကောင်ဆိုင်နဲ့လာမယ်ထင်တာပေါ့နော်ဒါလည်းကဲစီမာနဲ့လာတယ်ဆိုတော့ဟိုတခါကျရင်မျက်နှာငယ်ရတယ်ဘလို့ချင်းတော့ပြောတာမဟုတ်ဘူးနော်ဟိုတလောဆိုဖုံးလက်ဆောင်ပေးတယ်ထိုင်းရအဲ့ဖုံးလုံးက25သိန်းနဲ့အဲ့ပစံနာဝယ်ပြီးလို့ပြောလိုက်အဲ့ပစံလှူလိုက်ခလီခွဲသိပ်ဖို့ထည့်ပေးလိုက်ဘူးမှမသိမှားလားမှန်တော့စကားဒီငရင်ဘေးတွေကလောက်တာလေဒါရေးပြီးမှသွားတာပေါ့နော်ကိုဘလောက်ပြစ်မှန်းတယ်ဆိုတာလေကိုနဲ့လိုက်တဲ့လူအသိဆုံးလမ်းဘေးမှာအိပ်ရတယ်ဘဝတွေအရန်ဆူကျွမ်းတာပေါ့နော်ဟိုပျော်တာတခုမှမရှိဘူးနေမအိမ်ညမအိမ်ရွာမပြန်ရပါနဲ့လေအခက်ခဲဖြစ်နေလိုက်ကူညီပြီးမြေပြင်တွေပါသွားပြီးတော့လေကျွန်တော်ဘဝကျွန်တော်ပဲသိတယ်ကျွန်တော်ဒီမှာပိုင်ဆိုင်မှုဘာတစ်ခုမှမရှိဘူးကိုပိုင်ကားလည်းမရှိချို့တွေပြောကြတယ်ပလိုက်တာလောက်တာဆိုတာဟိုပေါ့နော်ဟိုဘယ်လိုမျိုးပတ်စံရလို့လောက်တာဆိုတော့ no မဟုတ်ပတ်စံရမလို့ကျွန်တော်ဟိုရတယ်တိုက်ဝယ်ကားဝယ်လမ်းသွားရင်ကားကိုပိုင်ကားနဲ့သွားမှာပေါ့အခုဆိုရင်ဟိုကယ်ရီနဲ့သွားရတာဘဝဘယ်လောက်ဆိုလဲမျက်နှာငယ်ရတယ်နော်ကယ်ရီနဲ့လာရတာလေကိုဝယ်ဘဝလေကိုပိုင်ကားမဟုတ်ဘူးလိုင်းကားနဲ့စီပြီးသွားရင်စိတ်ကားစီရတယ်သုံးဘိန်းလေးတစ်စင်အဲ့ဒီဘယ်ကူညီမှုသွားမယ်နေရာရောက်အောင်သွားတယ်ပြီးတော့သုံးဘိန်းလေးနဲ့ပြောင်းသွားတချို့ဆိုရင်ဒါမယ်ဆိုပုတုလာမယ်ဆိုတော့တကယ်ဟိုပါတယ်ဟိုအကားအကောင်ဆိုင်နဲ့လာမယ်ထင်တာပေါ့နော်ဒါလည်းကယ်ရီမာနဲ့လာတယ်ဆိုတော့ဟိုတခါကျရင်မျက်နှာငယ်ရတယ်ဘလို့ချင်းလို့ပြောတာမဟုတ်ဘူးနော်ဘာမဆိုပါတယ်ပုတုကဘာပတ်စံနေပါမမဟုတ်လူချင်းလို့ပြောတာမဟုတ်ဟိုလူတွေသိအောင်ပေါ့ရှင်းပြတာပေါ့နော်နားလဲအောင်ပလိုက်တာလုပ်တယ်ဆိုတာလွယ်တယ်ထင်တာဆိုတော့မထင်နဲ့ကုံညောင်းသွားတယ်ဒါဆိုကိုနဲ့လိုက်တဲ့သူတွေအသိဆုံးဘယ်လောက်ခက်ခဲရလဲဆိုတော့အခုဆိုရင်ပုတုချစ်လို့အလူငွေတွေထည့်ကြတယ်ပေါ့နော်ထည့်တာပေါ့နော်ထည့်ပေးကြတယ်သူဆိုရင်တမယူနိုင်တာရှိစိတ်ဆူရတယ်ပေါ့နော်လူငွေဘယ်မှာပဲထည့်လို့ရတယ်ဒါပေမဲ့ကိုစီထည့်သွားတဲ့အလူရှင်တွေကြတော့အားလုံးကြတော့ကိုကလေဒီပတ်စံချွေးနဲ့စားရတဲ့ဖြစ်တဲ့အတွက်ထိရောက်လေစနစ်တကျတွေလုပ်ပြီးပေါ့နော်လောလောဆယ်နာမည်စင်းရတော့ online တော့ online တယ်ပေါ့နော်ဒါကြရင်ပြင်မှန်းလမ်းမှာအိပ်ရတာလေအဲ့ဒါအခက်ခဲရှိတော့တောင်းမှနေတယ်ပေါ့ကိုစီမှာကိုရတဲ့ဟာတွေလည်းကိုထုတယ်ဟို Facebook မှာရတာပေါ့နော်နည်းနည်းပါတော့အဲ့ရတဲ့ပတ်စံတွေလှူချပလိုက်တယ်ဟိုတလောဆိုဖုံးလက်ဆောင်ပေးတယ်ထိုင်းရအဲ့ဖုံးလုံးက25သိန်းနဲ့အဲ့ပစံနာဝယ်ပြီးလို့ပြောလိုက်အဲ့ပစံလှူလိုက်ခလီခွဲသိပ်ဖို့ထည့်ပေးလိုက်ဘူးမှမသိမှားလားမှန်တော့စကားမဟုတ်ဘူးအဲ့အကားလေဟိုဗတဲ့ဒီတော့တကြံအပျော်မှာကလို့မရအောင်နော်မန္တရီမှာတကလို့မရအောင်အဲ့ဒီအကားကြတော့လေတကယ်ဝေဒနာရှင်နေဒီလိုတော့ဒီဟိုရှင်ထဲမှာစုံနှွှဲနေတဲ့လူတွေရှေ့မှာဟိုဒီလိုအကားကဒီလိုခုံတာလေလူရဲ့ဟိုတော့ဗတဲ့ခံစားမှုပြောက်စေတယ်အဲ့ဒီအကားအဲ့လိုခေါ်တယ်မတူဘယ်အကားနဲ့မှရှင်လို့မရဘူးအဲ့ဝေဘန်တဲ့လူတွေလာခဲ့တယ်ကိုနေရမှာလက်နေမင်းတို့အကောင်လုံးပတ်စံရောဘာညာအကုန်ပြီးမှတက်လူကိုမြေပြင်သွားမှာနော်ဒီဟိုမန်လေးရပြီးတော့သူဟုံးနေလူအုပ်တွေဟုံးနေသူဗီဒီယိုရိုက်ပြန်လာလို့မရဘူးဟိုကြောင်များတော့ရမယ်ညနေမိုးချုံမှပြန်လာဟိုလူနာတရားကိုဟိုအောက်ဆုံးမှာ4နိုင်5နိုင်ထိ10နိုင်ထိသွားမှခရီးသွားမယ်အဲ့ဒီရောက်သွားပြီးသူကကြိုက်လို့လည်းပြောသွားနိုင်ခါတဲ့ကျွတ်ထောက်အောင်ခံစားနိုင်တယ်ပုတုနဲ့လိုက်တဲ့လူအားလုံးသိတယ်သူတို့လိုတာဟိုဆန္ဒအင်းကြီးလိုချင်တာပုတုနဲ့လိုက်တဲ့လူတော့ဘာလိုချင်လဲလာကလာပေးမယ်ဒါပေမဲ့သူတို့ကလာကတွေပဲမယူဘူးဒါပေမဲ့လုတ်ပေးတယ်10ရက်ပဲခံပြန်ပြီးတော့တမ်းလုံးနိုင်တော့ကိုကြီးပြန်တော့မယ်မပေးနဲ့တော့ဘာမှပြန်သွားကြအဲကြောင့်ကိုကအဖေကလည်းဒီအလုတ်ကြောင်လုတ်တဲ့လူဖြစ်တယ်ပုတုကလည်းအလုတ်ကြောင်လုတ်နိုင်အဲကြောင့်မို့ဖတ်သွားတာပေါ့နော်ဒီလိုမျိုးလေးကိုကလုတ်ပြတော့ပေါ့နောက်လူလေးတွေပေါ့လှူနိုင်သွားပြီလားဥပမာပတ်စံရှိပါပြီဒီမှာလှူတဲ့လူတွေတိန်းထောင်ကျော်ရှိတယ်ထောင်ကျော်ရှိတယ်ဆိုတာနော်စင်းရင်းတရားကြတော့လို့
ဘာလဲသူကြတာပေါ့နော်သူကြရဆိုကိုနိုင်လောက်ယူတယ်မနိုင်မယူဘူးပြီးလောက်ယူတယ်ဗီဒီယိုကောပြောပြီးမှယူတယ်ဗီဒီယိုကောမပြောတော့အကောက်ကူတွေပေါ့နော်ကိုတူနဲ့ဗီဒီယိုကောပြောတဲ့ပတ်စံတွေယူတယ်တို့ပတ်စံတွေရှိတယ်အခက်ခဲဖြစ်လာကြိုက်လောက်ပုံချပြလိုက်9သိန်းလားတကယ်မှန်မှနော်စစ်မှန်မယ်အဲ့လိုစစ်မှန်စမ်းတက်တယ်အများကြီးစမ်းတက်ပုတုလူရင်မရဘူးတေချာစမ်းတက်စနစ်တကျစမ်းတက်ပြီးမှတူပြီးလိုက်တာပြည်စုံနေဆိုတော့စုံစမ်းတယ်လူရွာထဲမှာဟိုဒီလူတယောက်ကဟိုဗာလဲဟိုအလောင်းဦးတာပေါ့နော်ဒီဘာနဲ့ပတ်သက်တယ်အလောင်းစားနဲ့ပတ်သက်လာတာဒီဘာကြောင့်မွဲသွားတာလဲအခက်ခဲရှိတယ်ပေါ့နော်သူ့ရဲ့စိတ်ဝေဒနာကိုဒီပတ်ဝန်းကျင်ကသိတယ်လေပတ်ဝန်းကျင်မှာစုံစမ်းတဲ့ကိုနေပိုင်ဝယ်လိုက်တာပေါ့ဒီလူတယောက်အချင်းကြီးဆို10ယောက်မေး100တော့အဖြစ်ထွက်တယ်ဆရာတော်ဒုက္ခအဆင်မပြေပါဘူးဆိုတော့ဒါမှန်ကန်တယ်ပေါ့နော်သူလည်းအဆုံးဖြတ်ချအောက်တူတွေအများကြီးထွက်တယ်နော်အဲကြောင့်မို့ဗီဒီယိုကောမျက်နှာပြပြီးမှသူ့ပေးကြပါနော်ဒါပေမဲ့ဘုသူကအလူဝင်လည်းလက်မခံဘူးနော်ဘ누구ကောင်းတောင်းပေါ့နော်မယုံကြည်ကြပါနဲ့ဘုသူကမအားလို့ပါမြေပြင်ဆင်းနေရလို့ပါဘုသူကဒီမှာလှူတဲ့ဗီဒီယိုဖိုင်တစ်ပုတ်တင်လိုက်ရင်ဘုသူကပြမြေပြင်ရပြီဆိုတော့ဒါမှမတက်နိုင်တော့ဖုန်းအားလည်းမရှိဘူးအဲ့ဒီအချိန်မှာအကောက်တူသမားတွေကဒီဗီဒီယိုဖိုင်ယူပြီးတော့သူကတင်ပြီးတော့လူကျင်တဲ့လူတွေကသူကဟိုမသိဘူးလေသူကမြန်မာလူမျိုးတွေကနှလုံးသားလှတယ်လေဟောပေးကန်ဆွဆွဲခြင်းတယ်ပေးခြင်းတယ်တနာခြင်းတယ်ဟိုမျက်ရည်ဟိုအရန်များတယ်မျက်ရည်ကျတာတော်တော်ပေါ့နော်ခံစားမှုများတယ်အဲ့အတွက်ဟိုသုံးသုံးမှုတွေများမယ်အဲ့ဒါလေးတတိပူခြင်းဟုတ်တယ်ဒီဆိုင်အတိုင်းကြီးဆွေခံရတဲ့ခုံပြလိုက်တယ်ပေါ့နော်ဗာလဲငကတ်စိတ်ငကတ်လားဟုတ်လားစိတ်ငကတ်ထင်တယ်ဟုတ်တယ်စိတ်ငကတ်ငါတို့ကလေသိမတော့တော့ဟုတ်တော့မှဝါရဲ့စပင်းနဲ့နော်ဒါကဘုရားဒါဘုရားမွားဒီလိုကဒါဆိုလိုက်အခုမှတော့ဆောက်ပြီးမှပြနေတယ်ပတ်စံ9သိန်းနဲ့3ဘူးပေါ့နော်ဟိုဗါလဲဒါတူဘူးမဟုတ်တူဘူးက10သိန်းဒီပတ်စံနေတော့အကုန်လုံးဒါနော်တကယ်နေရာဒီမှာလဲလူအဲ့3ပြီတူပြီးမယ်ဟိုပေါ့နော်ချစ်ပေးတဲ့လူအားလုံးပေါ့တူပေးတဲ့အားလုံးကျမ်းမာပါစေအခက်ခဲပေါင်းဆုံးကြော်ဖြတ်နိုင်ပါစေဟိုဗါတဲ့ဘယ်နေရာရောက်မိဘကိုထောက်ပံ့တဲ့သားသမီးတွေဖြစ်ပါစေအချစ်ရေးမှဆိုလဲပေါ့နော်ဟိုအသေးမကွဲနဲ့ဟိုဘာသက်တော့အားလုံးအဆင်ပြေပါစေ